피피가 또 동네다 밀리고 빠트마송아 징 예구 든 베니동 또 빠트마송 아치 항아 깨바 옹로 어니라 자로 더미고 세마 부베 타게비 아치 항시고 베구 떠러라베 또 아치 항아 뜨민듯 또 더미고 왜 유변들로 항상 카이네 에디 루의 세부 반모고 야အောင်လို့ပေါ့အဲ့ဒါကြောင့်အဲ့ဒီလူကမိခင်နဲ့သမီးကိုစေယုံပို့ဖို့ဆုံးဖြတ်လိုက်တယ်ရေကူးတောင်ကောင်းကောင်းမတက်သေးတဲ့သူ့သမီးလေးကိုလုံးဝမိသွားတော့တာပေါ့သမီးလေးရဲ့ကဲပါအောင်ဆိုတဲ့အသေးအတန်ဟောတန်တွေကဘာတုံ့ပြန်မှုမှမရခဲ့ဘူးကန်ကောင်းချင်တော့အရေးပေါ်အချိန်မှာသူမရဲ့ဖုန်းနာရီနဲ့အမေကိုဖုန်းခေါ်လိုက်တယ်အမေကဘာထစ်တာလဲလို့မေးမလို့ရှိသေးတယ်ခလီမလေးကမောပတ်နေပြီးရေခန်လေးကိုနှိမ့်မြုပ်သွားခဲ့ပြီးအမေကတခုခုမားနေပြီဆိုတာသိလိုက်တယ်နာရီရဲ့ဒီနေရာကိုကြည့်ပြီးရေကူးခန်ကိုရှာတွေ့ခဲ့တယ်သူမသမီးလေးရေထဲမှာရုန်းကန်နေတာကိုတွေ့လိုက်ရတယ်သူမကိုယ်တိုင်ရေမကူးတတ်ပြီးမဲ့တုံးဆိုင်မနေပဲခုန်ဆင်းလိုက်တယ်သူမသမီးလေးကိုရေထဲကနေအောင်းအောင်မြင်မြင်ကဲတက်နိုင်ခဲ့တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာမိဘနှစ်ပါးရောက်လာပြီးသူမကိုတွန်းချလိုက်ကြတယ်သူမကယ်လိုက်တဲ့ခလီမလေးကသူများသမီးဖြစ်နေတာကိုမိဘတွေကသူမကိုလူကုန်ကူးသူလိုထင်ပြီးအထင်မှားသွားကြတယ်ပြီးတော့ကျင်ဆဲရင်ထွက်သွားကြတယ်အမျိုးသမီးရဲ့ရင်ထဲမှာမျှော်လင့်ချက်မဲ့ခြင်းတွေနဲ့ပြည့်နေနေခဲ့တယ်သူမသမီးလေးကိုပဲရှာချင်နေတော့တာဒီအချိန်မှာခီးသွားတယောက်ရဲ့ဖုန်းကနေသူမသိလိုက်ရတာကအနီးအနားကရေကူးကန်မှာလူတယောက်ရေနစ်တေဆုံးသွားပြီးတာလေသူမစဉ်းစားချိန်တောင်မရတော့ပဲချက်ချင်းပြေးသွားတော့တာပဲဒါပေမဲ့သူမအမြင်မခံချင်းဆုံးမြင်ကွင်းကိုပဲမြင်လိုက်ရတယ်ဒါတောင်ဖြော်နှင်းချက်အစားအနာလေးကိုတောင်လက်မလွတ်ချင်ဘူးသူမသမီးကိုချက်ချင်းစီးယုံပို့ခဲ့ပေမဲ့ဆရာဝန်ကကဲဆဲဖို့အကောင်းဆုံးအချိန်ကိုကြော်သွားပြီလို့ကြွေးညလိုက်တယ်အမျိုးသမီးကဝမ်းနဲ့ပူဆွဲစွာနဲ့လူနာဆောင်တွေကထွက်လာခဲ့တယ်ပိုဆိုးတာကဆေးခန်းတွေကထွက်လာတဲ့သူ့ယောက်ျားနဲ့သူ့အချစ်ဟောင်မိသားစုနဲ့တိုက်တိုက်ဆိုင်ဆိုင်တွေ့လိုက်ရတယ်သူမရှက်ပြီးမခံနိုင်တော့ဘူးအချစ်ဟောင်မိသားစုကိုတွားပြီးဆုံးမဖို့အပြေးအလွှားသွားလိုက်တယ်သူ့သမီးရဲ့ကန်ဆိုးမှုကထိုတော့ကြောင့်လို့သူမယုံကြည်တယ်ဒါပေမဲ့သူ့ယောက်ျားကသူ့အချစ်ဟောင်ဘက်ကနေကကွယ်ပြီးအကြောင်းမဲ့အရှုပ်ထုံမထုံနဲ့လို့သူ့မိန်းမကိုပြောတယ်သူကသူ့မိန်းမကိုမတွေ့ချင်ဘူးဘာလို့လဲဆိုတော့သူ့အချစ်ဟောင်သမီးလေးရဲ့9နှစ်ပြည့်ဝင်နေပွဲကိုအလင်းလိုနေလို့ပဲအမျိုးသမီးကသူ့ယောက်ျားရဲ့အစစ်အမှန်ထဖို့ထားကိုအပြေးအဝမြင်သွားပြီးဒါကြောင့်သူ့ယောက်ျားနဲ့သူ့အချစ်ဟောင်မိသားစုမွေးနေပွဲကိုသွားနေတော့မှအမျိုးသမီးကပါတီပွဲနေရာကိုသူ့သမီးရဲ့နာရေးပွဲအဖြစ်ပြင်ဆင်ပြီးသွားပြီးနောက်ပြီးတော့သူ့ယောက်ျားကိုသူ့လက်ရက်တွေအထက်ပြီးဆက်စီရတော့မယ်